Okay ဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ Inti Subank လေးကိုအရင်ဆုံးသွားလိုက်မယ်ဆိုတော့ Inti Subank ကကျွန်တော်တို့မြန်မာနိုင်ငံမှာဘာနဲ့ရှင်လို့ရလဲဆိုတော့ကျွန်တော်တို့ဒါ player နဲ့ရှင်လို့ရလို့ပြောလို့ရတယ်။ဘာကြောင့် player နဲ့ရှင်လို့ရလဲဆို Inti Subank ရဲ့ night life ကအရန်မိုက်ပါတယ်လို့ညဘက်ဒီမှာဆိုလှည့်တဲ့လိုမျိုးဒီ sign တွေအများကြီးရှိတယ်။အဲ့လိုတကူတကကိုင်းနေကိုလာစားကြရပါတော့။ဟိုမနက်ခင်းဆိုရင်တော့ကြောင်းဆိုပေမဲ့ညဆိုရင်တော့အဲ့လိုမျိုးဈေးဆိုင်တွေလည်းအများကြီးပိုစုံတာမလို့ကားရန်ရှုပ်ပြီးတော့ဒီတညာလုံးစီတဲ့နေရာလို့ပြောလို့ရပါတော့အင်ဒီကြောင်းတော့ကျွန်တော် SF50 မှာရှိပါတယ်ဆိုတော့ဒီဇလန်ကောပေါ့နော် KL ဘာညာမှာ SF15 ကလည်းဒါနာမည်ကြီးတဲ့နေရာတစ်ခုအနေနဲ့ပါတာဖြစ်တဲ့အတွက်အားရတိုက်တွေကလည်းအလိုတင်းစီးကြည့်ပါတယ်။ဘာကြောင့်လဲနဲ့နိုင်ရလဲဆိုကျွန်တော်လဲတန်းကိုကြည့်လိုက်မယ်ဆိုရင်လေဟိုပုံမှန်တိုက်တွေကအရင်ကောင်းတဲ့တွေကတော့မဟုတ်ဘူး။ဒါပေမဲ့အဆောင်ငါပဲဖြစ်ဖြစ်တိုက်ခန်းဝယ်တယ်ဖြစ်ဖြစ်ဈေးအရန်မြောက်တယ်ပေါ့နော်။အဲ့လိုပါပဲ Inti Subank နားမှာကအဲ့လိုမျိုးဒီ luxury condo မျိုးကြီးတွေဘာမျိုးကြီးတွေအဲ့လောက်ကြီးတိမရှိဘူးပုံမှန်တိုက်လေးပဲရှိတယ်ဒါပေမဲ့အဲ့တိုက်လေးတွေဈေးရလဲတော့ရှုပ်လို့တော့မရဘူးပေါ့နော်အားလုံးက ringgit 900 1000အဲ့လောက်ဝင်ကျင်နေပြီပဲပေါ့နော်ပုံမှန်ကျွန်တော်တို့ဒီ600 900နဲ့ရနိုင်တဲ့ဟာအခန်းမျိုးကြီးတော့ရှိပေမဲ့လည်းအခန်းအနေထားကျောင်းသားနေဖို့လောက်ထိတော့အရင်အဆင်မပြေဘူးပေါ့လေပြောချင်တာကျွန်တော်တို့ဒါတစ်နေ့လောက်ထိတော့နေနိုင်လောက်မဲ့အခန်းမျိုးမဟုတ်ဘူးပေါ့နော်ဒါကတော့ကျွန်တော်ဒါအပွင့်လင်းဆုံးပြောပြရပါဆိုတော့ကျွန်တော်တို့ပုံမှန်အဖြစ် Intima ကတော့တိုက်ခန်းဈေးအနည်းဆုံး9000ကနေစရှိရပါတော့9000အမှလို့ဒီ900ပေါ့မှားလို့ပါ900ကနေစရှိရဆိုတော့900ဆိုတဲ့အနေထားကျွန်တော်တို့ဒီကျောင်းသားတို့ကျောင်းနဲ့ဝေးတဲ့နေရာတို့အစုံပဲပေါ့လေဟိုပုံမှန်အဖြစ် Inti ကျောင်းသားတယောက်နေနဲ့ပုံမှန်ကျွန်တော်တို့ budget အနည်းဆုံးဘယ်လောက်သုံးလို့ရမလဲလို့မေးရင်နော် ringgit 900ကနေတော့စားပြီးတော့သုံးဖို့အတွက်အကြံပေးပါတယ် ringgit 900 ringgit 600အဲ့လောက်သုံးလို့မရဘူးလားပြန်ပြီးလို့ရပါတော့အဲ့လောက်သုံးလို့ကတော့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ ringgit 900ဆိုအရန်နေဝရတယ်ပေါ့ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်ခုနပြောရသလို grab မောင်းတဲ့လူတို့လုံခြုံရေးလုပ်တဲ့လူတို့ဒီတိုင်းလက်ဖေးစပွဲထိုးတဲ့လူတို့ကအစပုံမှန် ringgit 900လောက်ကသူတို့အေးစစ်စစ်တက်နိုင်တယ်တက်နိုင်တော့တော်တော်များနေကြတယ်ပေါ့နော်ဟိုကျွန်တော်တို့ဘယ်လိုခေါ်မှမလဲဒီပဝန်းကျင်ကွာဝါရလေဝဲပြောရမှာပေါ့ဈေးနဲ့မြင့်လာနေမြနေရဲလူတွေလည်းပြောင်းသွားပေါ့ပုံမှန်အဖြစ်မှာဒီ800 900ဆိုရင်ကျွန်တော်တို့ကျောင်းသားကြီးရှိမယ်ပုံမှန်ဒီဝန်ထမ်းတွေရှိမယ်1500 1800ကြီးဆိုရင်ကျောင်းသားကြီးနည်းနည်းပဲရှိတော့မယ်ကုမ္ပဏီမှာလုပ်နေတဲ့လူတွေ corporate မှာလုပ်နေတဲ့လူတွေတကယ် style နဲ့လုပ်နေတဲ့လူတွေနေရဲလူတွေများသွားတယ်အဲ့လိုမျိုးပေါ့လေတိုက်အနေထားဈေးအနေထားပုံမူတည်ပြီးတော့လေနေတဲ့လူတွေပြောင်းသွားမှာမလို့ကျွန်တော်တို့ကတော့ဒီsafety အရာရော environment အရာရောပတ်စံနည်းနည်းပိုသုံးတာကပိုပြီးတော့ကောင်းတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တငယ်ချင်းချို့400တန်နေပါတီစေးမျိုးနေဘူးတယ်။အမှ share လုပ်ရတဲ့လူတွေကဟိုကစပွဲထိုးတဲ့လူတို့ waiter လုပ်တဲ့လူတို့ဘာတို့ပေါ့။ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒါပစ္စည်းတွေပျောက်တာတွေအဲ့လိုကိုအင်းရပါလာဟင်းနေနိုင်စားတာတွေအရန်နေဇလန်တွေရှုပ်ပါတယ်။ဆိုတော့အဲ့လိုမျိုးလေးလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်။ဆိုတော့အနေဆုံးအခန်းစီကတော့900ကနေစတယ်ဒီကတော့ခုနကကျွန်တော်ပြောသွားသလိုကျောင်းသားမှာလားကျောင်းနဲ့ဝေးရလားရထားစီးလို့ရလားတိုက်အနေထား apartment လားကွန်ဒိုလားစသဖြင့်အတိုင်းပုံမူတည်ပြီးတော့ဈေးရတော့မျိုးမျိုးပြောင်းလဲပါရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Inti နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုပို့ပြီးသိချင်တဲ့အခါကျရင်ဒီ link လေးကိုနှိပ်ပေးဖို့အတွက်အကြံပေးတယ်တကယ်လို့ဒီ link လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အရင်ဆုံးဒီ page လေးထဲဝင်သွားပါမယ်ဒီ page မှာကျွန်တော်တို့ Inti ကျောင်းနဲ့ပတ်သက်တဲ့တိုက်တွေဘာတွေအကုန်လုံးကိုဒါကျွန်တော်ကျောင်းသားတယောက်အနေနဲ့ဒါအမြင်ကိုမြင်တဲ့အတိုင်းပဲကျွန်တော်ရေးထားပါဗောလေဆိုပါစို့ကျွန်တော်တို့အပေါ်ဆုံးကသွားလိုက်မယ်ဆိုကျွန်တော်ခုနပြောသွားဆို Inti Subank ဘယ်လိုမျိုးရှိရဲဆိုတဲ့အနေထားရဲ့ကျောင်းသားမှာဆိုရင်တော့ကျွန်တော်ကဒီနေရာ၃ခုပဲအကြံပေးပါတယ် Grand Subank SF15 ခုနကျွန်တော်ခုနပြသွားတဲ့အခန်းကရင်မူးပေါ်ရောက်နေတဲ့တိုက်ပြီးတော့ My Place Mantara Wajawali ဆိုကျောင်းသားမှာကဒီတိုက်သုံးလည်းပဲရှိဒီတိုက်သုံးလည်းကိုကျွန်တော်ကောင်းတယ်လို့မဆိုလို့ပေါ့နော်ဒီတိုက်ချင်းစီရဲ့အားသာချက်အားနည်းချက်တွေကိုကျွန်တော်တစင်ချင်းရှင်းပြသွားမယ်ပထမဆုံးအနေနဲ့ complaint နည်းဆုံးနဲ့အဆင်ပြေဆုံးဆိုရင်တော့ Grand Subank SF15 မှာ Grand Subank SF15 ကတော့ luxury condo ဖြစ်တယ်အဲ့တော့ safe ဖြစ်တယ် clean ဖြစ်တယ်ပြီးတော့ Inti ကျောင်းရဲ့ရှိတတဲ့မှာရှိတဲ့အတွက်ကျွန်တော်တို့ဒါအရန် convenient ဖြစ်ပါတယ်ကျောင်းသားနေခြင်းတဲ့လူတွေတော့ကတော့ဒီတိုက်ကအရန်ကောင်းပါတယ်အဲ့တော့ budget ကလည်းညောက်ပါတယ်ဘာလို့လဲဆိုအဲ့တိုက်လုံးကျောင်းသားတွေပဲနေတာပါထူးသဖြင့်ကျွန်တော်တို့ဒီတရုတ်ကျောင်းသားတွေများပါတယ်ဟ
ဟိုတခြားဒီပါကစ္စတန်တို့အိန္ဒိယတို့ကြောင့်တခြားဘက်တွေပေါ့လေသူတို့ကလည်းသူတို့ society နဲ့သူတို့ကျွန်တော်တို့မြန်မာရေးဆိုလဲလို့ပဲမြန်မာရေးနေများရေးကွန်တိုတွေရှိပါတယ်ဆိုတော့မြန်မာအကြောင်းဟိုက်နေများရေးကွန်တိုတွေပေါ့နော်ဆိုတော့ okay အဲ့ဒါတစ်ခုပါပြီးတော့တစ်ခုကကြတော့သူ့ရဲ့ညီလို့ပြောလို့ရတဲ့ Grand Super SS30 မှာတိတ်ပုံစံနဲ့ structure ပုံစံအတူတူနီးပါပဲစောက်တဲ့ကုမ္ပဏီလေးတစ်ခုတည်းပဲကျွန်တော်နေရာတော့ကွာပါတယ်ဒီကောင်ကကြတော့950နေစအဲဆို950ဆိုတဲ့အနေအထားမျိုးမှာ safe ဖြစ်တယ် clean ဖြစ်တယ် luxury condo ဆိုတဲ့အနေအထားတစ်ခုနေရတော့ okay good တယ်ဒါပေမဲ့သူ့မှာဘာမှမရှိဘူးလဲဆိုတော့အနီးနားမှာယထာ station မရှိပါဘူးယထာ station မရှိတဲ့အတွက်လည်း950နဲ့ရတာပါယထာ station လာရှိရင်950နဲ့မရတော့ပါဘူးဒါပေမဲ့ဘာရှိလဲဆိုကျွန်တော်တို့က Indigo bus ကရှိပါတယ် free shuttle bus ပေါ့နော်ပုံမှန်အဲ့တိုက်က season ပေးထားတဲ့ free shuttle bus ရှိတယ်အင်ဒီနဲ့နေလေးပါတကယ်နီးပါတယ်လှမ်းကြည့်လည်းမြင်ရပါတယ်ဒါပေမဲ့လက်လျှောက်လို့မရပါဘူးတော်တော်များဂျင်းထိတ်ခံရပါတယ်အဲ့လိုမျိုးအင်ဒီနဲ့နီးရဲဆိုပြီးတကယ်တမ်းကအင်ဒီနဲ့တိုက်ရဲ့ဂျားထဲမှာ10လမ်းသွားလို့မျိုးလမ်းမအကြီးချားထားပါတယ်ဆိုတော့လမ်းကူးလို့မရပါဘူးလမ်းကူးရင်နောက်ဘက်ကူးရပါမယ်ဆိုတော့အဲ့လောင်ပေါ်မကူးချင်ကျွန်တော်တိုက်စီငှားရတယ်ပေါ့နော်တိုက်စီကတော့ဘယ်လောက်မှမရှိဘူး9ချက်10ချက်ပေါ့လို့ဆိုတော့နီးလေးပဲမလို့ကျွန်တော်တို့ကဒီ Udanan ဒီလမ်းကိုပဲပတ်မောင်းလိုက်ရတဲ့သဘောပါပဲအဲ့ဒါကြောင့်တချို့ចောင်းသားအနေနဲ့ safe လည်းဖြစ်ချင်တယ်တန်းတန်းရှင်းရှင်းလည်းဖြစ်ချင်တယ်အဲ့ဒါကိုမှအဲ့လိုမျိုး luxury bag ကိုလည်းနည်းနည်းတေချာသွားချင်တယ်ဆိုရင်တော့ကျွန်တော်တို့ Grand Super SS13 ကလည်းစဉ်းစားသင့်တဲ့နေရာတစ်ခုပါနောက်တစ်ခုတော့ My Place ပါ My Place ကလည်းကျွန်တော်တို့ Grand Super SS15 ရဲ့ဘေးမှာပဲရှိတယ်အခန်းတွေတော့600နေစတယ်ဝါ600ဆို okay မိုက်တယ်ပေါ့နော်ကျောင်းရှိမှလည်းရှိတယ်600နေလည်းစတယ်အရန်စီတက်တာအဲ့တော့ဘာဖြစ်သွားပြီလဲဆိုတော့ကျွန်တော်ခုနဟိုး slide ရှေ့ဆုံးမှာဖြစ်တဲ့ number 3ချက်အားနေပါတယ် luxury condo မဟုတ်ပါဘူးဒီကောင်က apartment မှာ apartment ဖြစ်တဲ့အတွက်အရန်တော့ဒီဘယ်လိုမျိုး gym နဲ့ swimming pool တွေတော့မရှိတော့ဘူးပေါ့လေကျွန်တော်ရန်ကုန်ပါတိုက်ခန်းနေပုံစံမျိုးဖြစ်သွားတယ်အဓိကဒါကျွန်တော်အမြင်ကတော့ဟိုးအရင်တော့ကျွန်တော်တို့ဒီ water supply issue ဆိုတဲ့ဒီရေမလောက်တဲ့ပြဿနာအရန်တက်ပါတယ်လူများပြီးတော့ဒီရေတိုင်းတွေမှာရေတူလောင်ထားတဲ့အပမာဏနည်းတာဖြစ်တဲ့အတွက်တချို့ကျွန်တော်တို့ intimate တက်နေမြန်မာမင်းကလေးဆိုအကောင်းလေးပဲရှို့ပြီးမှအဲ့လိုပါအောင်တပကြီးပတ်ပြီးအကြောင်းလာတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်အကောင်းရှုံနေရေပြတ်သွားရလို့ပါလို့ဒါပေမဲ့နောက်ပိုင်းတော့တိတ်မဖြစ်တော့ဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ my place ကကြတော့ဒါပေမဲ့လည်း my place ကအခုချိန်ထိဟို demand ဖြစ်နေတော့မှာဘာလို့ဆိုတော့ဟိုတော်တော်များများကြတော့ဒီလိုမျိုး poor management ဖြစ်တာမျိုးတွေရေပြဿနာမျိုးတွေကိုတော့မသိကြဘူးပေါ့လေဘာလို့ဆိုသူတို့ကဒီမလေးမှာလည်းအစိုးတယ်မရှိကျွန်တော်တို့ကြတော့ဒါမလေးမှာကြောင်းတက်တဲ့လူတွေဖြစ်တဲ့အတွက်တိုက်တွေရဲ့အနေအထားပညာလိုက်မေးကြရင်ねတည်တယ်ကျောင်းသားတွေအတွက်ကတော့အဆင်ပြေလို့ပြောလို့ရပါတယ်ဟိုလိုမျိုး safe ဖြစ်နေတော့မှာပဲ clean လည်းဖြစ်ပါတယ်ဆိုတော့budget တစ်ခုအနေနဲ့လည်းကျွန်တော်တို့ကနည်းနည်းလေး budget ကလည်းဟိုဖြစ်တယ်တိုက်အဲ့ကျောင်းသားမှာပဲနေကျင်တယ်ဆိုရင်တော့ my place ကိုစဉ်းစားလို့တော့ရတယ်ဒါပေမဲ့တိုက်ကိုတော့အများကြီးမျှော်လင့်လို့တော့မရဘူးပေါ့နော်ပြီးတော့လို့လွန်ညာလည်းဒီကောင်ကအရန်တိုက်တွေကလက်တော့ပါတယ်အဲ့တော့ရမယ်လို့တော့ကျွန်တော်တို့ဆိုလို့မဆိုလို့ပေါ့နော် agent ပါညာကျွန်တော်မေးရတယ်ပေါ့ဗျာနောက်တစ်ခုကတော့ Rajawali ကတော့ကျွန်တော်တို့မြန်မာဟိုရဲမှာတော့နာမည်ရမ်းကြီးနာမည်ကြီးတယ်ဆိုတာ before and after တော့ရှိတယ်ဗျ before ဆိုတာတော့မလေးရှားမရောက်ခင်မှာအရန်နာမည်ကြီးတယ်အကြောင်းပေးမှရင်ရှိတာဒါပေမဲ့တိုက်အနေထားက my place အစားပေါင်းများဆိုဆိုရွားတယ်ပြီးတော့အဲ့မှာလူ၄ယောက်လောက်ကတခါတည်းတိုက်ပေါ်နေကုန်ချထားတယ်လားအဲ့တော့တေး6တယ်လို့နာမည်ကြီးတယ်ဟိုကလေးအကြမ်းမှာနာမည်ကြီးရမဟုတ်ဘဲနဲ့တကယ်လို့ indie မှာကျွန်တော်တို့ရုံငန်းနေပါလေတော့ပမာနေလဲမီးလိုက်လို့ဟုတ်ကဲ့ကျွန်တော်ဒီ indie ဘေးနာအဲ့တိုင်မှာနေပါလို့ပြောရင်တော့မှလို့ကျောင်းဦးတွေပါရမင်းအဲ့တိုင်မှာတေး6မှာမကြောက်ဘူးလားဆိုပြီးကျွန်တော်တို့ပြန်မေးတဲ့အထိပဲပေါ့နော်အဲ့တော့တကယ်လို့တရယောက်ကကိုယ့်ဘက်ကအင်ရှာအနေနဲ့အဓာကြီးလာပြရတယ်ဆိုရင်တော့ရှောင်းမှာဝေါင်ရွှေပဲဝေးရှောင်းမှာဘလို့မှအဆင်မပြေပါဘူးဒါလေးတော့မှတ်ထားပေးပါโอเคနောက်တစ်ခုတော့ Casa Tiara နဲ့ ETR Casa Tiara နဲ့ ETR ကလည်း6လောက်ကနေအခန်းနေစရှိတတ်တယ်ကျောင်းသားအများကြီးလဲနေတယ်ဆိုတော့ Indio တော့ကျွန်တော်မိနစ်20လောက်လမ်းလျှောက်ရတယ်ဒါပေမဲ့ safe ဖြစ်တယ်လို့တော့ပြောလို့ရပါသေးတယ်တချို့ဆိုတော့စပိန်နေပိုင်းနဲ့လည်းလာကြရလူလည်းရှိရဲတချို့ကြောက်လည်းဒီတငယ်ချင်းတွေစုပြီးတော့၄ယောက်လောက် grab ငှားပြီးလာရလူလည်းရှိတယ်ဒါတော့အမျိုးမျိုးပေါ့လေ public transportation နဲ့လည်းနီးတယ် shopping mall တွေနဲ့လည်းနီးတာကြောင့်မစိုးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ပြဿနာပါလေဆိုကျွန်တော်ခုနပြောရသလိုတရုတ်တွေအနေများတိုက်ရှိတယ်အိန္ဒိယအနေများတိုက်ရှိတယ်မြန်မာအနေများတိုက်ရှိဒီတိုက်ကကျတော့အဲ့ဒီMiddle Eastern တွေအနေအများများ Arab တွေပါ Arabic တွေပြီးတော့ Nigeria တို့ African တို့ဘာလို့လာတဲ့ဟိုလေအနေများတယ်
main ကလေးဆိုတော့အချက်မပေးဘူးယောက်ျားလေးဆိုတော့ is okay ရတယ်ပေါ့နော်အဲ့ဒါက RT resident ပေါ့ RT resident ကတော့ပုံမှန်လေးပြောရရင်မြန်မာចောင်းသားတွေထဲမှာတော့ number 1 ချိတ်တယ်လို့ပြောလို့ရတယ်အဓိကဘာဖြစ်လို့လဲဆိုတော့သူက luxury condo တစ်ခုဖြစ်တယ် okay အဲ့ဒါမှဈေးက680ပဲ okay safe and clean ဖြစ်နေအောင်မယ် okay ဘာကြောင့် cheap ဖြစ်တာလဲဆိုတော့ဒါက indie နဲ့ land way လို့ပါကျွန်တော်ဟိုးရှေ့ slide မှာပြထားတဲ့ဟိုဟာလေးလို့ပဲပေါ့နော်ဆိုတော့ indie နဲ့ဘယ်လောက်ဝေးတာလဲဆိုတော့ကျွန်တော်တိုက်ကနေရထားဂိတ်ကိုလမ်းလျှောက်တော့7 minute ကြာပါတယ်ရထားဂိတ်ကနေကျောင်းကိုရထားစီးတာက7 minute လောက်ကြာပါတယ်ဆိုတော့မိနစ်20ပြီးတော့ရထားဂိတ်ကနေကျောင်းကိုလမ်းလျှောက်တာက9 minute ပါဆိုတော့27ပေါ့နော်အခုလက်ရှိကျွန်တော်နေတဲ့တိုက်လို့ပြောရင်လည်းမမအောင်ပေါ့လေအဓိကကဘာတွေလဲဆိုရင်တော့ကျွန်တော်တို့ဒီ wifi ဘိုးရယ်လျှက်စစ်ရယ်ရေမီးရယ် free ပါလို့ပါဆိုတော့ဒါလေးကိုကျွန်တော်ပြောမိသွားရပါတော့ okay ဆိုတော့ SF15 နဲ့ 13 က wifi ဘိုးရေဘိုးမီဘိုး free ပေးပါတယ်အရာကုန်ဘိုးပဲပေးရပါတယ် my place ကတော့အကုန်ပေးရပါတယ်ဟိုဒါပေမဲ့ကိုသုံးတာပဲကိုပေးရပါတော့ sub meter ဆိုတဲ့ဒီကိုဘာသာကိုသုံးတဲ့ meter အကန်လေးရှိတယ်ဝါဂျာဝါလီကိုသုံးတာကိုပေးရတာမျိုးပါပဲတူတူပဲပေါ့နော်ကာဆာတီယာ ETR အဲ့လိုပါပဲကိုသုံးတာကိုပေးရတယ်ဒါပေမဲ့တခုရှိတာကတော်တော်များများက common area ကိုဆိုတော့ common area ဆိုတော့ကျွန်တော်ဟင်းချက်တဲ့နေရာမိဖို့ကြောင့်ရေချိုးခဲ့အိမ်သာဆိုပြီးအဲ့လိုမျိုးဒီအများသုံးနေရာမျိုးတွေကိုကျွန်တော်အင်ရှင်းရပေးတယ်ပေါ့ကာဆာတီယာနဲ့ ETR မှာကျွန်တော်အဲ့လိုမျိုးပေးတာမျိုးထက်တစ်ခါတလေမှာကိုကပါအဲ့ဒါတွေတရှင်းမရရှိပြောချင်တာကတော့ဆိုပါစို့တရားရောက်ကဒီစပုံမှုယူနေပြီးတော့မှာ kitchen ထဲမှာထိုင်ချက်နေမယ်ဆိုရင်လည်းကိုကလည်းအဲ့ဒီရဲ့လက်စစ်ဖို့ပါပေးရမယ်လို့ဆိုလိုတာပါဆိုတော့အဲ့တခုကတော့လည်းပြန်စဉ်းစားရပါမယ်ဇယားနောက်ဆုံးနဲ့အာယုံနောက်တက်တာဆို R3 ပါ R3 ဆိုလဲခုနကလို့ဒီ sub meter ဆိုတဲ့ meter အကန်လေးတွေတက်ပဲထားတာလေးဖြစ်တယ်မီတာကနဲ့ရေဘိုမီဘို wifi ဘိုအကုန် free ပေးထားပြီးတော့အရာကုန်ဘိုပဲပေးရတာဖြစ်တဲ့အတွက် affordable ဖြစ်တဲ့ကောင်းမွန်လေးလည်းနေရတယ်ဘာလို့အောင်လဲဆိုတော့ transportation စီးရမယ်ဒါကတော့ကျွန်တော်ရွေးချယ်ပါဘောနော်ကျွန်တော်တို့ဆိုရင်တော့ပုံမှန်အဖြစ်ကြောင်းကိုမိနစ်30 45မိနစ်လောက်အစောထားပြီးတော့သွားတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဘယ်လိုစဉ်းစားတင်လဲဆိုရင်တော့ indie ကျောင်းကိုလမ်းလျှောက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကပုံမှန် ringgit 800 900 1000အဲ့လောက်ဝင်ကျွန်တော်သုံးတင်တယ် my place မှာပဲနေ SS 50မှာပဲနေပေါ့လေ800 900လောက်သုံးပါပဲအဆင်ပြေမယ်တကယ်လို့အဲ့လိုမှမဟုတ်ဘူးဆိုတော့တိုက်ကမကောင်းတာမျိုးဒါမှမဟုတ်အခန်းအရန်ကျင်တာမျိုးဖြစ်တတ်တယ်ပေါ့နော်တကယ်လို့900အောက်ပဲအဲ့တော့မှဒီ campus နားပဲနေကျင်တယ်ဆိုရင်တော့ဟိုလိုမျိုးတခြားတိုက်လီတော့ရှိပေမဲ့လည်းအသိပြီးတော့အရင်ဟိုမကောင်းပေါ့လေဘာလို့လဲဆိုတော့ SF15 ကလည်းဘာလို့ဈေးကျက်လဲခုနပြောတော့ highly develop ဖြစ်တယ်အစားတော့အရန်ပေါ်ပါတယ် SF15 မှာပေါ်ဆုံးအစားတော့ပေါ့မြန်မာဆိုင်လေးအများကြီးပါအဲ့တော့ညဘက်တွေလည်းအရန်စီတာမလို့ demand အရန်ဖြစ်တဲ့အတွက်လည်းဈေးကြီးတာပါဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော် filter လုပ်ပေးထားတာလမ်းလျှောက်ပြီးကြောင်းသွားခြင်းနဲ့ဆိုရင်တော့ SF15 လို့နေရာမျိုးရှိပါတယ်ဒါပေမဲ့ ringgit က1000လောက်ကနေစသုံးမှာပဲကောင်းတယ်လို့ပြောလို့ရတယ်တကယ်လို့ကျောင်းသားမှာလည်းနေခြင်းနဲ့ရထားပိုင်းလည်းမစီးခြင်းပဲနဲ့နီးနားလေးကိုမှခုနလိုဘတ်ကားလေးပဲစီးရဖြစ်တိုက်စီးလေးပဲစီးရဖြစ်နေခြင်းနဲ့ဆိုတော့ SF13 ကိုစဉ်းစားပါ low budget မျိုးဖြစ်နေတယ်ဒါပေမဲ့လည်းဟို medium ပေါ့လေဒီမှာဟိုအရင် gym ရတဲ့အရင်မိုက်နေမှာရေကအရင်မိုက်နေပုံမှန်လောက်ပဲဆိုရင်တော့ခါစာတီကတော့ ATR ဘက်ကိုတော့စဉ်းစားကြည့်လို့ရတယ်တကယ်လို့ share မှာ share လေးလိုချင်တယ်အရင်လည်းဈေးမကြီးချင်ဆိုတော့ RR3 ပေါ့လေဆိုတော့နောက်ဆုံးတစ်ခုကတော့Raja Wali ဆိုတာတော့ရှောင်းပါဆိုဒီ important note ဆိုတဲ့အဓိပ္ပာယ်လေးကကျွန်တော်တို့ဒီအပေါ်တိုက်တွေကအမြဲတမ်းဒီဈေးတွေဒီတိုက်တွေအားပါမယ်လို့တော့မဆိုလို့ပေါ့လေကျွန်တော်တို့ဒီ intake တစ်ခုနဲ့တစ်ခုအလိုက်ရနိုင်တဲ့အခန်းတွေရမယ့်အခန်းပုံစံမျိုးတွေအမြဲတမ်းပြောင်းနေတာမလို့ကျွန်တော်တို့တကယ်လို့ចောင်းသားအကိုကြီးကျွန်တော်ကလေခါစာတီယာရဲ့ဘယ်အခန်းပေါ့နော်6အခန်းကိုစိတ်ဝင်စားတယ်ခါစာတီယာအခန်း6အခန်းမှာမရဘူးဆိုတော့ကျွန်တော် R3 ရဲ့650တဲ့အခန်းကိုကျွန်တော်ယူမယ်ဆက်သဖြင့်အဲ့လိုမျိုးတော့ optional မျိုးထားတာမျိုးတော့ပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ခါစာတီယာရဲ့6တဲ့အခန်းကလွတ်ပါမယ်လို့လေကျွန်တော်တို့ဒါအာမခံလို့မရဘူးပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါចောင်းသားရဲ့လိုအပ်ချက်ပုံမူတည်ပြီးတော့ဒီ agent ဘက်ကိုပြန်ပြီးတော့မေးရတာကြောင့်ပါကဲပါဆိုကျေးဇူးတင်ပါတယ်ဒါကတော့ indie အတွက်ပါပဲ